ဇလန်ကိုအနေနဲ့ပန်တို့ရဲ့ခေတ်သစ် version လို့ပြောလို့ရတယ်။ Claire နဲ့ Bear တို့ရဲ့ချစ်စရာကောင်းတဲ့မြင်ကွင်းလေးနဲ့စဖွင့်ပါမယ်။လှပရဲ့တဘာဝပတ်ဝန်းကျင်ထဲမှာသူတို့နှစ်ယောက်ရဲ့ရင်းနှီးမှုကိုပြသရင်အတိတ်ဘဝကရေစက်တွေကဒီဘက်ခေတ်အထိပါလာနိုင်သလားဆိုတဲ့မေးခွန်းလေးနဲ့ပရိသတ်ကိုဆွဲခေါ်သွားပါမယ်။သူတို့နှစ်ယောက်ရဲ့ chemistry ကိုအဓိကထားပြသထားပါတယ်။ Claire ရဲ့တည်ငြိမ်ပြီးဂရုစိုက်တတ်တဲ့ပုံစံ Bear ရဲ့ချစ်စရာကောင်းပြီးတက်ကြွတဲ့ပုံစံသူတို့နှစ်ယောက်အတူတူရှိနေတဲ့အချိန်တိုင်းမှာတယောက်ကိုတယောက်ကြည့်တဲ့အကြည့်တွေကစကလုံးတွေထက်ပိုပြီးအထိပ္ပယ်ရှိနေတာကို highlight လုပ်ပြထားပါတယ်။ဒီအပိုင်းမှာတော့သူတို့ကြားက net shine နဲ့တန်ရောစင်ကိုပြသထားပါတယ်။ငါတို့တင်ရရမှာစုံဖူးခဲ့သလားဆိုတဲ့ခံစားချက်မျိုးနဲ့အတိတ်ကပုံရင်ရောင်လေးတွေစိတ်လှုပ်ရှားကိုကောင်းပါတယ်။သူတို့ရဲ့စိတ်ကူးရင်ဆန်တဲ့စကားဝိုင်းလေးတွေနဲ့ရင်ခုန်တန်းတွေကိုအသားပေးဖော်ပြပါထားပါတယ်။ဇက်သိမ်းမှာတော့ Claire နဲ့ Bear တို့ဟာအတိတ်ကဘလို့ပဲဖိခဲ့အခုလက်ရှိမှာတော့တယောက်ကိုတယောက်လက်တွဲမဖြုတ်တန်းရှိနေကြမှာထစ်ကြောင်ပြသရင်အဆုံးသတ်ပါမယ်။ဘဝတွေဘလို့ပဲပြောင်းလဲပါစေငါနှလုံးသားကမင်းကိုပဲမှတ်မိနေတယ်ဆိုတဲ့ခံစားချက်လေးနဲ့ပရိသတ်ကိုအစွဲလန်းကြီးကြံရစ်စေမှာပါ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဇလန်လေးတွေကိုလည်းပြောပြပေးသွားမှာမို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။